အားလုံးပဲမင်္ဂလာပါခင်ဗျသူရကျိုးမဲ့ Wi-Fi ဆိုင်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အခုမိတ်ဆက်ပေးမဲ့ဆက်လေးတွေကကြတော့ wireless Wi-Fi လေးဖြစ်တဲ့ data sync ကလေးထည့်ပြီးတော့တည်သွားတဲ့တာအသုံးပြုလို့ရမယ် portable အိတ်ဆောင်ဆက်လေးတွေကနေစပြီးတော့တိုင်ပါတဲ့မိသားစုဝင်များအသုံးပြုလို့ရမယ့်ဆက်လေးတွေကိုတနေရာထဲမှာလက်လီလက်ကားအနေနဲ့9လုံး10လုံးကနေစပြီးတော့မှာယူအပ်ပေးလို့ရနေပြီဆိုတာလေးလာပြီးတော့မိတ်ဆက်ပေးရပဲဖြစ်ပါတယ်ဗျလက်ကားစီးလေးရလည်းပဲ9လုံး10လုံးကိုတော့မှပဲ1သိန်းဝန်းကျင်2သိန်းဝန်းကျင်3သိန်းဝန်းကျင်ကနေစပြီးတော့ဈေးနှုန်းမျိုးမျိုးရှိတဲ့အပြင်ကိုယုံကြည်စိတ်ချမှုရှိကျွန်တော်တို့ဘက်ကနေပြီးတော့ဆက်အသီးသီးကိုအာမခံအနေနဲ့တနစ်တိပေးထားအောင်မှာဖြစ်ပါတယ်ဗျအာမခံတဲ့နှစ်အတွင်းမှာလည်းပဲ software error ချိန်မြပြူမြဖြစ်တာတွေ data option ဖို့မပေးတာတွေ internet line နိုင်မတက်တာတွေဖုန်းလိုင်းချိပြီးတော့အသုံးပြုလို့မရတဲ့အတွက်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့အာမခံတဲ့နှစ်အတွင်းမှာဆိုရင်ကတော့ပုံစံတူ17လုံးပြန်လည်ပြီးတော့ချိန်ပြီးသွားအောင်မှာဖြစ်ပါတယ်ဗျ After-sales service အနေနဲ့ကလည်းပဲအာမခံကြော်သွားခဲ့လို့ service ပြန်လည်ပြုပြင်ရင်လည်းဆိုရင်တော့မှပဲကျွန်တော်တို့ဘက်ကနေပြီးတော့ပစ္စည်းကိုပဲယူပြီးတော့လက်ခကိုအခမဲ့ပြန်လည်ပြီးတော့ပြုပြင်ပေးမှာဖြစ်ပါတယ်ဗျအသေးစိတ်မေးမြန်းလိုပါက Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39 4298365338 Viber လေးကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ